မင်္ဂလာပါဒီနေ့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့အီရန်ရဲ့စစ်လက်နက်နည်းပညာတွေပါအထူးသဖြင့်အစ္စရေးနဲ့ပဋိပက္ခမှာမကြာသေးခင်ကသူတို့ထုတ်သုံးလာတဲ့လက်နက်တွေအကြောင်းကိုရေးမိတီကနေကြည့်ပြီးတော့သုံးသပ်ကြည့်ကြမှာဖြစ်ပါတယ် ဟုတ်ကဲ့အီရန်ရဲ့အတိအကျအစွမ်းရည်အတိုင်းအတာကိုတော့အပြင်ကနေအတိအကျသိဖို့ကအင်မတန်ခက်ပါတယ်ဒါမဲ့မကြာသေးခင်ကတိုက်ခိုက်မှုတွေကသူတို့ရဲ့အန်ဒရယ်ပေးနိုင်စွမ်းဘယ်လောက်ရှိလဲဆိုတာကိုတော့အထင်သာပြနေတာပေါ့လေ ဟုတ်ပါတယ်အရှိအလဲပိုင်းမှာတော့သူတို့ကပဲ့ထိန်တုံးကြည့်အများဆုံးပိုင်တယ်လို့ American ဘက်ကတောင်သတ်မှတ်ထားတာမျိုးဆိုတော့လေ အဲ့ဒီတော့ဒီနေ့အထူးကကြည့်ရမယ်အရေးမြစ်တွေထဲမှာအလေးပေးထားတဲ့လက်နက်၃မျိုးလောက်ကိုအထူးကထားဆွေးနွေးသွားရင်ကောင်းမယ်ထင်တယ် ဟုတ်ကဲ့ပါရီထင်မလဲ ဆိုတော့အစူလိုက်ပုံ cluster bombs ပြီးတော့ FATA လို့ခေါ်တဲ့အပန်ထက်မြန်ဒုံးကြီးနောက်တစ်ခုက Hatch-Carson ဒုံးကြီးအဲ့ဒီ၃မျိုးပေါ့ ကောင်းပါပြီဒါဆိုပထမဆုံးအစုလိုက်ဘုံတွေနဲ့အရင်ဆက်လိုက်ကြရအောင်ဒီလက်နက်ကအစ်စ်တော့မဟုတ်ဘူးနော်ဒုတိယကမ္ဘာစစ်လောက်ကလေးကရှိခဲ့တာဒါပေမဲ့အခုလိုခေတ်မီပဋိကမှာသုံးလာတာကတော့အာယုံစိုက်စရာပဲ မှန်ပါတယ်သူရဲ့အလုံးလုံးဘုံပေါ်တရားတော့ဒုံးကြီးတောင်းမှုပုံကြီးထဲကနေဘုံသေးလေးလေးအများကြီးကို area တစ်ခုပေါ်ကျဲချလိုက်တာပဲဆိုတော့ဖက်မအတိအကျကိုချင်းရင်တာမျိုးမဟုတ်ဘူးပေါ့ အေးဧရိယာကျယ်ကိုထိခိုက်စေတာပေါ့ ဟုတ်တယ်အဲ့ဒါကြောင့်ရဲသားတွေရှိတဲ့နေရာတွေအထိပါကျဲကျဲပြန့်ပြန့်ထိခိုက်နိုင်ခြေရှိတယ်ပို့ပြီးတော့စိုးရင်စရာကောင်းတာကအဲ့ဒီကျဲချလိုက်တဲ့ဘုံအသေးလေးတွေထဲမှာမပေါက်ကွဲပဲကျဲနေခဲ့တဲ့ဟာတွေပေါ့အဲ့ဒါတွေကနှစ်ပေါင်းများစွာကြားတဲ့အထိအန်ဒီရပေးနိုင်တယ် ဟုတ်ပါပြီအရင်မြစ်တွေထဲမှာဇွန်လ19ရက်နေ့တိုက်ခိုက်မှုမှာအစ္စရေးကဒါကိုအတီးပြုတ်ခဲ့တယ်ဆိုတဲ့အချက်လေးပါတယ်နော်ဆိုတော့ဒီလိုတိကျမှုနဲ့ပဲပြီးတော့နောက်ဆက်တွဲအန်ဒရယ်များတဲ့လက်နက်မျိုးကိုသုံးရတဲ့အီရန်ရဲ့နီးပြူဟာကဘာဖြစ်မလို့တုံးတက်နိုင်မလဲ အဲ့ဒါကတော့ရှုထောင်မျိုးစုံကကြီးနိုင်တာပေါ့လေတစ်ချက်ကတော့အစ္စရေးရဲ့ကာကွယ်ရေးစနစ်တွေကိုဖိအားပေးဖို့ဒုံးကြီးများကြီးတပြိုင်တည်းရောက်လာတဲ့အခါကြားဖြတ်ဖို့ခဲအောင်လုပ်တဲ့သဘောမျိုးလည်းချင်နိုင်တယ် အရေးထွက်နေဖိအားပြေတာပေါ့ ဟုတ်တယ်နောက်ကချက်ကတော့စိတ်ဓာတ်စစ်စင်ရေးသဘောမျိုးပေါ့ဂျေပြန့်တဲ့ area ကိုထိခိုက်စေပြီးထိတ်လန့်မှုဖြစ်အောင်လုပ်တာမျိုးပြီးတော့ခုနပြောတဲ့မပေါက်ကွဲသေးတဲ့ဘုံငယ်တွေရဲ့ရေရှည်ချင်းချောက်မှုကလည်းထိတွေ့ရမယ်ကိစ္စတစ်ခုပဲ ဟုတ်ကဲ့အဲ့ဒါကအစုလိုက်ဘုံအကြောင်းပေါ့နောက်ထပ်အရင်မင်းတွေမှာအလေးပေးထားတာကအီရန်ရဲ့ပိုပြီးတိကျပြီးအဆင့်မြင့်တယ်လို့ဆိုရမယ်လက်နက်တွေအဲ့ဒီကတခုကတော့ဖာထာအတန်ထက်မြန်ဒုံးကြီးပဲသူကိုအစ္စရေးကိုတိုက်ခိုက်သူလို့တော့နာမည်ပြောင်းပိတ်ထားတယ်ဆိုတော့ ဟုတ်ပါတယ်ဖာထာဒုံးကြီးကအတန်ထက်ငါးဆဒါမှမဟုတ်အဲ့ဒီထက်ပိုများတယ်လို့ဆိုကြတယ်သူ့ရဲ့အဓိကကြောက်စရာကောင်းတဲ့ချက်ကအများနှုံးတယ်မကားဘူးပြန်တန်းနေရင်နဲ့လမ်းကြောင်းပြောင်းနိုင်တဲ့စွမ်းရည်ရှိတယ်လို့ပြောကြတယ် အော်လမ်းကြောင်းပြောင်းနိုင်တယ်ဆိုတော့ ဟုတ်တယ်အဲ့ဒီတော့အစ္စရေးမှာရှိတဲ့တန်ကုန်ချာအိုင်ယန်ဒုံတို့အေရိုလိုအစင်းမြင့်ကာကွယ်ရေးစနစ်တွေကကျူတင်ခန့်မှန်းပြီးကြားဖြတ်ဖို့အင်မတန်ခက်ခဲတွားစေနိုင်တယ် ဆိုလိုတော့ကအမြန်နှုံးကြောင့်တခါလမ်းကြောင်းကိုကြုံမတိနိုင်ပဲဖြောင်းနေနိုင်တာကြောင့်တခါနှစ်ထပ်ကွမ်းခက်ခဲစေတာပေါ့ အတီးကြပါပဲဒါကကာကွယ်ရေးစနစ်တစ်ခုချင်းစီရဲ့စွမ်းရည်ကိုစိန်ခေါ်တာထက်အလွာလိုက်ကာကွယ်ထားတဲ့စနစ်တစ်ခုလုံးရဲ့တုံ့ပြန်မှုအချိန်ရမှုကျူတင်ခန့်မှန်းနိုင်စွမ်းအလုံးကိုတပြိုင်နက်စိန်ခေါ်လိုက်တဲ့သဘောဖြစ်သွားတယ် ပြီးတော့နောက်ထပ်စိုးရိမ်မှုတစ်ခုကတော့ဒီဖာရာဒုံးကြီးမှာနျူကလ িয়ার ထိပ်ဖူးတက်စင်နိုင်ခြေရှိတယ်ဆိုတဲ့တုံ့တက်ချက်တွေပေါ့အဲ့ဒါကတော့ကမ္ဘာလုံးဆိုင်ရာလုံးကျုံရေးရှုထောင့်ကနေပါစိုးရိမ်မှုကိုပိုပြီးကြီးထွားစေတဲ့အချက်ပဲ ဟုတ်ပါပြီဒါဆိုတတိယလက်နက်ဖြစ်တဲ့ Hatch-Carson ဒုံးကြီးဘက်ကိုကြည့်အောင်ဒီနာမည်က2020မှာလောက်ကျန်ခံခဲ့ရတဲ့ဘိုးချိုကြီးကာဆင်ဆိုလေမာနီကိုဂုံပြုတ်မိခေါ်ထားတာဆိုတော့နာမည်မှာကလေးကအမတ်တင်ရတစ်ခုပါတယ်နော် ဟုတ်ကဲ့ဒါကတော့အလက်စားပဲထင်းဒုံးကြီး MRBM အမျိုးအစားထဲမှာပါပါတယ်သူ့ရဲ့အဓိကထူးခြားချက်လို့အီရန်ဘက်ကဆိုတာကတော့အစ္စရေးရဲ့တန်ကွန်ချာအပါဝင်အမေရိကန်ရဲ့ Patriot လို့ကာကွယ်ရေးစနစ်ဒီကိုရှောင်တိန်နိုင်အောင်အထူးဒီဇိုင်းချုပ်ထားတယ်ဆိုတာပဲ ရှောင်းတိန်နိုင်အောင်ဆိုတော့ဘီလိုနီးပညာမျိုးသုံးထားတယ်လို့ဆိုလဲ အသေးစိတ်နည်းပညာကိုတော့သူတို့ထုတ်မပြောဘူးပါလေဒါမဲ့ရေးပြီးအပြင်ကတော့ electronic စစ်စင်ရေးတွေကိုခဏရရှိအောင်လုပ်ထားတာမျိုးပြန်တမ်းမှုလမ်းကြောင်းကိုခန့်မှန်းရခက်အောင်လုပ်ထားမျိုးလေးပါနိုင်တယ်ပြီးတော့တိကျမှုလည်းမြင့်မားတယ်လို့သူတို့ဘက်ကအခိုင်အမာပြောထားတယ် အရင်မြစ်တွေတဲကအချက်လက်ရဆိုရင်မကြသေးခင်ကတိုက်ခိုက်မှုတစ်ခုမှာဒီ Hatch-Carson ဒုံးကြီးကိုတုံးခဲ့ပြီးလူ10ယောက်သေဆုံးနေရာနီးပါးဒဏ်ရာရခဲ့တယ်ဆိုတဲ့ဖော်ပြချက်ရှိတယ်ဒါကသူ့ရဲ့တိကျမှုနဲ့ထိရောက်မှုကိုပြနေတယ်လို့ဆိုနိုင်မလား အဲ့ဒီတိုက်ခိုက်မှုရဲ့အသေးစိတ်ခြေနေတယ်
ပြစ်မှတ်အမျိုးအစားတွေပေါ်လို့မူဒီမာပေါ်လေဒါပေမဲ့အဲ့လောက်ထိလိုက်ခိမ့်လိုက်ဆေးဆိုးမှုရှိခဲ့တဲ့ဆိုတော့တရင်အချက်လက်ကတော့ဒီ headshot custom ဒုံးကြီးဟာလုံးဝ shot တယ်လို့မရတဲ့ချင်းချောမှုတစ်ခုဖြစ်နေပြီဆိုတာကိုတော့ညွှန်ပြနေပါပဲ ဟုတ်ကဲ့ဆိုတော့အခုဆွေးနွေးခဲ့တဲ့လက်နက်တွေကိုခြုံငုံပြီးပြန်ကြည့်လိုက်ရင်အေရီယာအခြေကိုပြစ်တဲ့အစုလိုက်ပုံတွေနောက်ပြီးလို့အတန်ထက်မြန်ဖာတာဒုံးကြီးတွေပြီးတော့ကာကွယ်ရေးစနစ်တွေကိုထိုးဖောက်ဖို့ရည်ရွယ်ထားတဲ့ hatch custom လို့ပက်ထင်းဒုံးကြီးတွေဒီချက်လက်အစုဝေးကနေဘလို့အခင်းချင်းမျိုးကိုကောက်ချက်ဆွဲနိုင်မလဲ အဓိကမြင်ရတာကတော့အီရန်ဟာသူတို့ရဲ့စစ်လက်နက်နီးပညာစွမ်းရည်တွေကိုအရင်ကထပ်ပိုးပြီးပေါ်ထင်းထုတ်သွင်းလာတယ်အမျိုးအစားလည်းပိုဆုံးလာတယ်ပိုပြီးအစ်စ်မြင်လာတယ်ဆိုတာပါပဲ အစ္စရေးရဲ့ကာကွယ်စနစ်တွေကအရင်ကတော့ဒရိုလေးအားကူရတယ်လို့အများကယူဆခဲ့ကြတာလी ဟုတ်ပါတယ်အဲ့ဒီကာကွယ်စနစ်တွေဆွဲဆောင်ရည်ကိုဘယ်သူမှမေးခွန်းမထုတ်ပါဘူးဒါပေမဲ့အခုအီရန်ဘက်ကပြသလာတဲ့ဒီလိုလန်အတစ်တွေကအဲ့ဒီကာကွယ်စနစ်တွေတကယ်ကိုစိန်ခေါ်မှုအတစ်တွေဖြစ်လာစေတယ်အဲ့တော့ Israel ခေါင်းဆောင်မရဲ့ပုံမှာလည်းဖိအားတွေအများကြီးတိုးလာစေတာပေါ့ အီရန်ကသူတို့ရဲ့ short လက်နက်တိုက်လို့တင်ဆိုင်လို့ရမယ့်အရာတွေကိုတစ်ခုပြီးတစ်ခုထုတ်ပြလာပြီးတော့ Israel ရဲ့ကာကွယ်ရေးစွမ်းရည်ကြီးကိုအရင်ကချက်ပို့ပြီးစမ်းသပ်လာနေပုံရတယ်ဒီချိန်ကနေနောက်ဆုံးစဉ်းစားစရာပေါ်လာတာကတော့ဒီလိုလက်နက်တွေဖြည်းဖြည်းထောက်ဖော်ပြသလာတာနဲ့အမျှအရှိလေပိုင်းဒေသတွင်းတည်ငြိမ်ရေးအပေါ်မှာတော့ဘယ်လိုမျိုးရေးရှိအကျိုးသက်မှုတွေရှိလာနိုင်မလဲဆိုတဲ့မေးခွန်းပါပဲဒါကတော့ဆက်လက်စောင့်ကြည့်ရမယ့်အကြောင်းအရာတစ်ခုဖြစ်လာပါပြီ